2008 Gavi ကထွက်ခဲ့တဲ့ငါးကောင်မလေးနဲ့လူသားကောင်လေးတို့ရဲ့ဂျပန်ကာတွန်းကားလေးနဲ့မိတ်ဆက်ရှင်ပါတယ်။ရေအောက်ကဘာမှာငါးညီမလေးတစ်ကောင်ဟာသူ့မိသားစုတွေနဲ့နေထိုင်ကြတယ်။တနေ့မှသူဟာကုန်းမြေပေါ်ကိုစူးစမ်းရှင်စိမ့်နဲ့ဂျယ်လီငါးပေါ်ကနေသူ့ဖေမသိအောင်ပို့ထွက်ပြီးသွားပါတော့တယ်။အဲ့အချိန်မှာပင်လယ်ထဲကနေအမိုက်တွေကိုတည်နေတဲ့တင်းမောတစင်းနဲ့တို့ပြီးအမိုက်ပလင်းနဲ့ဝင်မိကပလင်းတွေကလွတ်အောင်ယုံရင်ကန်းစန္နာရောက်လာပါတော့တယ်။ကောင်လေးဟာပင်လယ်နဲ့နီးတဲ့တောင်ကုန်းပေါ်အိမ်လေးမှာနေထိုင်နေသူဟာကန်းစန္နာမှာသွားဆော်နေတဲ့အချိန်ပလင်းနဲ့ပိတ်မိနေတဲ့ငါးလေးတစ်ကောင်ကိုလွတ်အောင်လုပ်ရင်လက်ကိုဖမ်းပလင်းစာထိသွားပါတော့တယ်ငါးကောင်မလေးဟာသွေးပင်နေတဲ့ကောင်လေးရဲ့လက်ကိုရှာနဲ့ရက်လိုက်တဲ့အခါမှာလက်ကအနာပြောက်သွားပါတယ်အဲ့ဒီအချိန်မှာလှိုင်းလုံးတွေဟာကြီးလာတာကြောင့်ကောင်လေးဟာရင်ပစိုးအောင်ကုန်းပေါ်တက်လာခဲ့ပါတယ်ငါးကောင်မလေးရဲ့အဖေကကုန်းမြေပေါ်ကိုဆေးပြန်းတဲ့လူတစ်ယောက်အယောင်ဆောင်ပြီးလာတဲ့အချိန်မှာကောင်လေးအမေကပိုးသက်ဆေးမပြန်းရလို့ပြောလိုက်မှထွက်သွားပါတယ်ကားပေါ်မှာတားမီနှစ်ယောက်မနှက်စာဆိုင်ကောင်လေးကငါးလေးကိုပွန်ညိုလို့နာမည်ပေးလိုက်တယ်။ပွန်ညိုကိုပါမုတ်ဖက်ကျွေးပြီးမှပွန်ညိုကဝက်ပေါင်လျှောက်တွေကိုအကုန်စားလိုက်ပါတယ်။အလုပ်ကိုရောက်တော့ကောင်လေးအမေဟာအလုပ်ဝင်ပြီးကောင်လေးကတော့ကျောင်းသွားဖို့လုပ်ပါတယ်။ပွန်ညိုကိုကျောင်းခေါ်သွားလို့မရတာကြောင့်ကျောင်းချန်စီယိုနာကရှုံပုတ်ထဲမှာဖွက်ထားလိုက်ပါတယ်။ကောင်လေးဟာကျောင်းမှာလည်းတငယ်ချင်းတွေနဲ့မဆော့ရှင်ပဲပွန်ညိုကိုစိတ်ဝင်စားဖြစ်နေပါတယ်။ပွန်ညိုကိုပြန်လာကြည့်တဲ့အခါမှာတော့တငယ်ချင်းကောင်မလေးလိုက်ပါလာလို့ပွန်ညိုနဲ့မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာကောင်မလေးကပွန်ညိုကိုသဘောမကျသလိုပွန်ညိုကလည်းလူသားကောင်မလေးကိုသဘောမကျတာကြောင့်ရေနဲ့ပတ်လိုက်ပါတယ်။လူသားကောင်မလေးဟာအောင်ငိုတာကြောင့်ကောင်လေးဟာရေဘုံကိုမာပြီးဘိုးဘွားရိတ်တာဘက်ကိုထွက်သွားတယ်။အဖွားအိုတယောက်ကပွန်ညိုကိုကြည့်ပြီးလန့်သွားကလူသားမျက်နှာနဲ့ငါးတွေကုန်းပေါ်ရောက်လာရင်ဆူနာမီဖြစ်တယ်လို့ပြောလိုက်တဲ့အချိန်မှာကောင်လေးကရေဘုံကိုဆွဲပြီးကမ်းနားကိုပြေးလာပါတော့တယ်။ကမ်းခြေရောက်တော့ပွန်ညိုကကောင်လေးနာမည်ကိုခေါ်ပြီးစကားတွေပြောပါတော့တယ်။အဲ့အချိန်မှာပွန်ညိုရဲ့အဖေကပွန်ညိုကိုရှာတွေ့သွားပြီးတော့ရေလိုင်းနေနဲ့အတူသူ့သမီးကိုပြန်ခေါ်သွားပါတော့တယ်။ကောင်လေးဟာပွန်ညိုကိုလိုက်ချရင်ရင်းနှီးမလို့ဖြစ်သွားလို့သူ့အမေကလိုက်ဆယ်လိုက်ရပါတယ်။အပြန်လမ်းမှာပွန်ညိုမပါလို့ကောင်လေးကမပြောတော့ပါဘူးအိမ်ရောက်တော့ရှန်စီယိုတိုင်မှာပွန်ညိုကိုထည့်ခဲ့တဲ့ရေပုံးလေးကိုရှိတ်ပြီးအမှတ်အသားလုပ်လိုက်ပါတယ်ကောင်လေးအမေဟာညစာချက်ပြုတ်နေရင်ဖုန်းဝင်လာတာကြောင့်ကောင်လေးကဖုန်းခိုင်းလိုက်တော့သူ့အဖေကဒီညတင်းမောပြန်ထွက်မှာမလို့အိမ်မပြန်ဖြစ်ကြောင်ပြောလိုက်တဲ့အချိန်မှာကောင်လေးအမေဟာစိတ်ဆိုးသွားပါတော့တယ်ကောင်လေးအမေဟာစိတ်ဆိုးနေတာကြောင့်ကောင်လေးကပဲသူ့အဖေရဲ့တင်းမောဘောကအချက်ပြမိကိုသူကပဲစကားတွေအပြန်အလှန်ပြောခဲ့ပါတယ်ရေအောက်ကဘာမှာတော့ပွန်ညိုအဖေဟာပွန်ညိုကိုကုန်းပေါ်မသွားရဘူးလို့ပြောပေမဲ့ပွန်ညိုကတော့ဝက်ပေါင်လျှောက်တွေစားကျင်နေပြီးရှည်တွေတက်တွေလည်းလိုရှင်နေပါတယ်လူသားတွေဟာပင်လယ်တွေကိုဖျက်ဆီးနေတဲ့မကောင်းဆိုးဝါးတွေလို့ပြောနေစင်မှာပဲပွန်ညိုဟာရှည်တွေလက်တွေထွက်လာပါတော့တယ်ပွန်ညိုအဖေဟာလက်ရှိအစွမ်းနေနဲ့မထိန်နိုင်တော့တာကြောင့်မော်ဆေးရီတောက်ပြီးထိန်းချုပ်ကပွန်ညိုကိုသူ့ညမတွေနဲ့အတူထားလိုက်ပါတော့တယ်ပွန်ညိုအဖေဟာပင်လယ်ကြီးကိုထိန်းချုပ်ဖို့မော်ထိန်းချုပ်ခန်းကိုဝင်ပြီးဆေးရီအစ်စ်တွေပေါ်ဆက်ကအပြင်ကိုထွက်သွားပါတော့တယ်ပွန်ညိုကိုသူ့ညမတွေကဘူပေါင်းတွေကနေထုတ်ပေးလိုက်တဲ့အခါမှာတော့ဘူပေါင်းအပြင်ကိုရောက်လာတဲ့ပွန်ညိုဟာရှည်တွေလက်တွေထွက်လာပြီးသွားတွေပါပေါက်လာပါတော့တယ်ပွန်ညိုဟာကောင်းလေးစီကိုသွားမယ်လို့ရင်မော်ဆွမ်းရှိတဲ့အခန်းကိုဖွင့်ပြီးကစွမ်းနေကသူမကိုလူသားကောင်မလေးကုံစံပြောင်းသွားစီပါတော့တယ်။ပိုင်းလေဟာပွန်ညိုကိုသူသွားရှင်တဲ့ကောင်လေးစီကိုလိုက်ပို့ပေးတာကြောင့်ပင်လေဟာလိုက်ကြည့်ပြီးဆူနာမီဖြစ်လာပါတော့တယ်။ကျောင်းစင်းချိန်မှာမုန်တိုင်းဖြစ်ပြီးမီးတွေပြတ်နေတာကြောင့်အိမ်ကိုစောစောပြန်ဖို့လုပ်နေပါတယ်။သားမီးနှစ်ယောက်ကားမောင်းပြီးပြန်လာနေစဉ်ကားနောက်ဘက်မှာလှိုင်းလုံးကြီးတွေစီးနေတဲ့မိန်းကလေးတစ်ယောက်လိုက်လာတာကိုကောင်လေးကတွေ့လိုက်ပါတယ်။ပွန်ညိုကကားနောက်ကိုပြေးလိုက်နေရင်ကောင်လေးကကောင်မလေးတစ်ယောက်မြင်လိုက်ကြောင်းသူ့အမေကိုပြောတော့သူ့အမေကကားကိုတန်ပြီးဆင်းကြည့်ပါတယ်။ဘာမှမတွေ့တာကြောင့်အိမ်ကိုပဲဆက်မောင်းလာခဲ့ပါတယ်။မုန်တိုင်းလေကြောင့်ရေဘုံဟာလွင့်ပြီးကောင်မလေးနဲ့အတူကောင်လေးတို့ရှိရာရောက်လာပါတော့တယ်။ကောင်လေးဟာကောင်မလေးကိုမှတ်မိသွားပြီးပွန်ညိုလို့ခေါ်လိုက်ပါတယ်။ပွန်ညိုကောင်လေးအမေဟာပွန်ညိုကိုရေတုပ်ပေးပေမဲ့ပွန်ညိုဟာငါးတကောင်ဖြစ်တာကြောင့်ရေမစိုးပါဘူး။ကောင်လေးအမေကပွန်ညိုကိုစားစရာတွေလုပ်ပေးရင်ပွန်ညိုကကောင်လေးအတိုင်းလိုက်လို့ကသူ့အတွက်အထူးဆန်းတွေဖြစ်နေပါတော့တယ်။ပင်လယ်ထဲကကောင်လေးအဖေနဲ့ဆက်သွယ်ဖို့လုပ်ပေမဲ့ဘလို့မှဆက်သွယ်မရပါဘူး။ကောင်လေးအမေကမိဆက်ကိုအချိန်ချင်းနှိုးပေမဲ့နှိုးမရတာကြောင့်ပွန်ညိုကပဲကူညီပေးလိုက်တာရသွားပါတော့တယ်။ညစာကိုခောက်ဆက်ပြုတ်တဲ့ဝက်ပေါင်ချောက်ထည့်ပြုတ်ကစားနေရင်ပွန်ညိုကအိပ်ပျော်သွားပါတော့တယ်။ဘိုးဘွားရိတ်တာဘက်ကအကူကြီးလိုနေတာကြောင့်ကောင်လေးအမေဟာကူညီရန်သွားတော့မှမလို့ကောင်လေးကလိုက်ရှင်နေပါတယ်။ပွန်ညိုတယောက်ထဲကြံခဲ့မှကြောင့်ကောင်လေးအမေဟာသူ့သားကိုပွန်ညိုကိုစောင့်ရှောက်ခိုင်းပြီးထွက်သွားပါတော့တယ်။ပင်လယ်ထဲမှာတော့တင်းမောတွေကအဆက်အသွယ်မရကြပါဘူး။ကောင်လေးအဖေရဲ့တင်းမောဟာကုန်းမြေကိုရောက်ပြီးလို့ထင်လိုက်ပေမဲ့တင်းမောတွေအများကြီးတနေရာထဲစုနေတာကိုတွေ့လိုက်ရပါတယ်။အဲအချိန်မှာပဲပင်လယ်နဲ့သမီးရောက်လာပြီးတင်းမောတွေကိုကူညီပေးလိုက်ပါတယ်။ပွန်ညိုအဖေဟာသူ့သမီးကိုသွားချပေမဲ့ရှန်စီယိုကမော်ဆွမ်းအားတွေနဲ့ကားထားတာကြောင့်ဝင်မရခဲ့ပါဘူး။ပွန်ညိုညီမတွေကလည်းလှိုင်းတွေကိုမငြိမ်အောင်လုပ်နေတာကြောင့်အောက်ကိုဆင်းလာပြီးတင်းမောပေါ်တက်လာပါတော့တယ်။အဲအချိန်မှာပဲပွန်ညိုရဲ့အမေဖြစ်တဲ့ပင်လယ်နဲ့သမီးရောက်လာပါတယ်။သမီးကိုစိုးရိမ်နေတဲ့ပွန်ညိုအဖေကိုသူ့မိန်းမကစိတ်အေးထားခိုင်းလိုက်ပါတယ်။ပွန်ညိုအပေါ်ထားတဲ့ကောင်လေးရဲ့အရှိစရာမှန်ခဲ့ရင်ပွန်ညိုဟာလူသားကောင်မလေးဖြစ်သွားမှာပါ။ဒါပေမဲ့ပွန်ညိုစီမှာရှိတဲ့စွမ်းအားတွေကိုတော့သဘာဝတရားကြီးစီကိုပြန်ပေးရမှာပါ။မနေ့မိုးလင်းအိတ်တကားဖွင့်လိုက်တော့အိမ်ရှိမှာရေတွေများနေပါတယ်။ကောင်လေးကသူ့အမေစီလိုက်သွားရန်ဒီတကြီးရှာနေတဲ့အချိန်မှာပွန်ညိုကကောင်လေးရဲ့ကစားစရာလေးကိုကြည့်အောင်သူ့အစွမ်းအနေနဲ့လှုပ်လိုက်ပါတယ်။စားစရာတွေကိုတဲပြီးသူတို့ဟာနေစီပြီးထွက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်လမ်းအတိုင်းလှည့်စီးလာနေရင်လမ်းမှာမိသားစုတစုနဲ့တွေ့ပါတယ်။ကောင်လေးကသူ့အမေအကြောင်းမင်းနေပြီးပွန်ညိုကတော့လှေပေါ်မှာပါလာတဲ့ကလေးကိုစိတ်ဝင်တစားကြည့်ပြီးရှင်းနေပါတယ်။
ကလေးကိုစွတ်ပြုတ်ပြီးတော့ကလေးအမေကယူတော့လိုက်ပြီးရှင်းပြပါတယ်ကလေးကငဲလို့အမေတို့ကိုပဲဆိုလို့ရကြောင်းရှင်းပြလိုက်တော့ပွန်ညိုကစားစရာတွေပါထပ်ပေးလိုက်ပါတော့တယ်မြို့ပေါ်ကအဖွဲတွေကလည်းရေပေးတင်တဲ့ပြည်သူတွေကိုကယ်ဆယ်ရေးတွေလုပ်နေပါတယ်ကောင်လေးကလည်းသူ့အမေကြောင့်မေးပြီးဘွားကြီးတပတ်ကိုဆက်လာခဲ့ပါတယ်ပွန်ညိုဟာအိတ်ငိုက်လာပြီးလေကတန့်လာတာကြောင့်ကောင်လေးဟာရေကူးပြီးလေကိုတွန်းလာပါတော့တယ်ပွန်ညိုဟာလုံးဝအိပ်ပျော်သွားပြီးလေဟာလည်းတိတိလေးပြန်ဖြစ်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲကောင်လေးဟာသူ့အမေကားကိုတွေ့လိုက်ရပြီးသူ့အမေကိုတော့မတွေ့ပါဘူးဘိုးဘွားဟိတာမှာတော့ဘိုးဘွားတွေဟာပင်လယ်နတ်သမီးအကူအညီနဲ့ကြီးအောက်မှာလမ်းတွေရှောင်နေကြပါတယ်ပင်လယ်နတ်သမီးနဲ့ကောင်လေးအမေဟာသူတို့သားသမီးတွေအကြောင်းကိုတိုင်ပင်နေကြပါတယ်တစ်ဖက်မှာလည်းပွန်ညိုဟာကောင်လေးနဲ့အတူလမ်းလျှောက်နေရင်ငါအဖြစ်ကိုတဖြည်းဖြည်းပြောင်းသွားပါတော့တယ်ကောင်လေးဟာငါအဖြစ်ပြောင်းသွားတဲ့ပွန်ညိုကိုရေပုံးနဲ့ပြန်လှည့်နေစင်မှာပဲပွန်ညိုအဖေရောက်လာပြီးသူ့သမီးကိုတောင်းပါတော့တယ်အဲ့အချိန်မှာဘိုးဘွားဟိတာတွေကအဖွားတစ်ယောက်ဟာထွက်လာပြီးပွန်ညိုကိုမပေးပဲသူ့စီကိုလာခိုင်းပါတော့တယ်အဲ့အချိန်မှာပွန်ညိုအဖေကကဘာကြီးကဟန်ချက်မကြီးပဲရေအောက်ကိုအကုန်ရောက်သွားမှလို့အဖွားကိုပြောလိုက်ပါတယ်ပွန်ညိုကနိုးလာပြီးသူ့ဖေမျက်နှာကိုရေနဲ့ပတ်လိုက်ပါတော့တယ်အဲ့အချိန်မှာပဲကောင်လေးဟာအဖွားစီကိုပြေးပါတော့တယ်ပွန်ညိုအဖေကရေလှိုင်းတွေကိုလွှတ်လိုက်ပြီးအဖွားပွန်ညိုနဲ့ကောင်လေးတို့ဟာရေလှိုင်းနဲ့အတူမျောနေစင်မှာပဲပွန်ညိုရဲ့ညီမငါးအုပ်စုဟာရောက်လာပြီးသူတို့ကိုကောင်လေးအမေစီကိုလိုက်ပို့ပေးလိုက်ပါတော့တယ်ပွန်ညိုအမေကကောင်လေးကိုပွန်ညိုဟာလူသားမိန်းကလေးတစ်ယောက်ဖြစ်ရှင်လို့မော်စီကန်ကိုဖောက်ခဲ့တယ်အဲကြောင့်သူမဟာလူသားမိန်းကလေးတစ်ယောက်ဖြစ်လာခဲ့ပြီးသူမကိုအချစ်စစ်နဲ့ချစ်ပေးဖို့လိုအပ်တယ်လို့ကောင်လေးကိုရှင်းပြပါတယ်ကောင်လေးကသူဟာပွန်ညိုရဲ့အရာအလုံးကိုလက်ခံပြီးရှစ်တယ်လို့ပြောလိုက်တော့ပွန်ညိုအမေဟာပွန်ညိုကိုခေါ်ပြီးလူသားတစ်ယောက်ဖြစ်ရှင်ရင်သူ့ရဲ့မော်စွမ်းအင်တွေကိုစွန့်လွတ်ရမယ်ပြောတော့ပွန်ညိုကလက်ခံလိုက်ပါတယ်ပွန်ညိုအမေဟာရေဘူးပေါင်းလေးကိုပွန်ညိုကိုထည့်လိုက်ပြီးကောင်လေးကိုပေးလိုက်ပါတယ်ကုန်းပေါ်ရောက်လို့ရေဘူးပေါင်းကိုနမ်းလိုက်ရင်လူသားကောင်မလေးအဖြစ်ပြောင်းသွားမှာလို့ပြောလိုက်ပါတယ်။ဘုံတိုင်းပြီးသွားတဲ့နောက်နေ့မနေ့မှာတော့အဖွားတွေကလမ်းတွေကောင်းစွာရှောက်နိုင်ပြီးပျော်ရွှင်နေပါတော့တယ်။ပွန်ညိုအဖေဟာကောင်လေးကိုလာနှုတ်ဆက်ပြီးပွန်ညိုကိုယူဆိုင်ရံမှာပြီးထွက်သွားပါတယ်။အဲ့ဒီအချိန်မှာကောင်လေးအဖေဟာလည်းပြန်ရောက်လာခဲ့ပါပြီ။သူတို့တွေပျော်ရွှင်စွာနဲ့အပြန်အလှန်နှုတ်ဆက်နေစဉ်မှာပဲပွန်ညိုဟာကောင်လေးကိုနမ်းလိုက်ပြီးလူသားကောင်မလေးအဖြစ်ကိုရောက်ကဇက်လန်လေးလည်းပြီးဆုံးသွားပါတော့တယ်။ Channel လေးကို like and subscribe လုပ်ပေးသွားပါအောင်။လိုအပ်တာရှိရင် comment မှာရေးပေးသွားလို့ရပါတယ်။နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်။